မာနမင်းကိုဖျားရှင်အောင်တော်မူခြင်းလက်နက်မပါပဲစစ်တီဘူချီတသိန်းကိုအောင်နိုင်ခဲ့တဲ့လူတယောက်လွန်လေပြီးသောနှစ်ပေါင်း2500ကျော်လောက်ကအိန္ဒိယပြည်ဗုဒ္ဓဂါယာမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တစ်ခုရှိခဲ့ပါတယ်။နန်းတော်ထဲမှာစိန်ခံပစ္စည်းတွေစီးစိမ်ဥစ္စာတွေကြားမှာကြီးပြင်းခဲ့ရပေမဲ့အပြင်လောကရဲ့ဒုက္ခတရားကိုမြင်လိုက်ရတဲ့အခါမှာသူ့ရဲ့စိတ်နှလုံးသားကလှုပ်ခတ်သွားခဲ့ပါတယ်။သူဟာအိမ်တွေစိန်ခံပစ္စည်းတွေမိသားစုတွေကိုပါစွန့်ခွာပြီးအမှန်တရားတစ်ခုကိုရှာဖွေဖို့ထွက်လာခဲ့တာအချိန်အားဖြင့်ဆိုရင်6နှစ်တိုင်တိုင်ကိုကြာညောင်းခဲ့ပါပြီ။တရားမျိုးမျိုးကိုကြင်ကြံအားထုတ်ခဲ့ပေမဲ့သူရှာနေတဲ့အဖြေကိုတော့မတွေ့ရှိရသေးပါဘူး။နောက်ဆုံးတော့ဗုဒ္ဓဂါယာမှာရှိတဲ့ဘောဓိညောင်မင်းကြီးအောက်မှာထိုင်ပြီးတရားကျင့်ကြံအားထုတ်ဖို့ကိုပဲဆုံးဖြတ်လိုက်ပါတယ်။ဦးစွာရင်ဆုံးမြေကြီးကိုလက်နဲ့ထောက်ပြီးသစ္စာဆိုလိုက်တဲ့စကားကငါသည်ဖျားရှင်ဖြစ်သည့်တိုင်အောင်တရားကျင့်ကြံအားထုတ်ဖို့ကိုဒီနေရာကနေတပွားမှမခွာတော့ပေဒီစကားကိုကြားလိုက်တာနဲ့လောကကြီးတစ်ခုလုံးတုန်လှုပ်သွားခဲ့တယ်။အထူးသဖြင့်တကိုးရမှာစွမ်းအားကြီးမားပါတယ်ဆိုတဲ့မာနမင်းကတိတ္တရမင်းသားကိုကြည့်ပြီးကြောက်စိတ်တစ်ခုဝင်လာခဲ့တယ်။ဘာလို့လဲဆိုရင်တိတ္တရမင်းသားဘုရားဖြစ်သွားခဲ့ရင်မာနရဲ့တကူအာဏာတွေပြတ်သုံးသွားမှာကိုလုံးဝဖြစ်မခံနိုင်ပါဘူး။ဒီတော့သူမရအောင်ဖြတ်မှာဖြစ်ပါတယ်။ဒါကြောင့်မာနမင်းကသူ့ရဲ့စစ်တီဘူကြီးတွေကိုတိတ္တရမင်းသားအားနှောက်ယှက်ပျက်စီးရန်စီလွှတ်လိုက်ပါတယ်။သူတို့ကအမျိုးမျိုးသောနည်းလမ်းတွေကိုတုံးပြီးတိတ္တရမင်းသားကြောင်းလန့်စီဖို့ကြိုးစားကြတယ်။မိုးကြိုးတွေနဲ့ပြစ်ခတ်တယ်လေမုန်တိုင်းတွေနဲ့ဒလဆက်တိုက်ခိုက်တယ်မီးလျံတွေနဲ့ဖြိုဖျက်ဖို့ကြိုးစားခဲ့ပေမဲ့မရတဲ့အဆုံးမှာအလွန်တရာမှကိုရုပ်စင်းအင်ကကြောက်မက်ဖွယ်ကောင်းတဲ့တတ္တဝါတွေနဲ့ပါခြောက်လန့်မှုကြိုးစားခဲ့ပါတယ်ဒါပေမဲ့လို့တိတ္တရမင်းသားရဲ့မျက်နှာပေါ်မှာကြောက်ရွံ့မှုရဲ့အရေးအယောင်တွေတခုမှမရှိဘူးတည်ငြိမ်အေးဆေးစွာထိုင်နေခဲ့တယ်သူ့ရဲ့မျက်လုံးတွေကတနာခိနာပြည့်နဲ့ပြုံးပြီးမာနရဲ့လက်ပါးစိတွေကိုကြည့်နေခဲ့ပါတယ်ဒီအချိန်မှာပဲတကောင်းမှတောက်တုံးမကြတဲ့ကောင်တွေဆိုပြီးမာနကြီးကိုယ်တိုင်ကြောက်မက်ဖွယ်အရှိန်ဝါပြည့်နဲ့ဆင်းလာခဲ့ပါတော့တယ်။မာနကဒေါသထွက်သွားပြီးနောက်ဆုံးသူ့ရဲ့လက်နက်ကိုထုတ်သုံးလိုက်ပါတယ်။သူ့ရဲ့အကြီးမားဆုံးလက်နက်ဖြစ်တဲ့မာနဒေါသစိတ်ထဲကအညစ်အကြေးတွေအကုန်လုံးကိုစုပြုံပြီးပြစ်လွတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲတိတ္တရမင်းသားကသူ့ရဲ့လက်ရလက်ကိုမြေကြီးစီကိုညှွန်လိုက်ပြီးမြေကြီးကိုတက်တည်ဖြစ်တိုင်တယ်လိုက်တယ်။ဤမြေကြီးသည်ငါရဲ့တက်တည်ဖြစ်၏ရုတ်တရက်မြေကြီးကတုန်ခါသွားပြီးမာနရဲ့စစ်တီတွေပြုတ်ကြကုန်တယ်။မိုးကြိုးတွေလေမိုတိုင်းတွေအကုန်လုံးပြက်ကွက်သွားတဲ့အထိပေါ့။ပြီးတော့တိတ္တရမင်းသားရဲ့ရင်ဘတ်မှာမြစ်တာရောင်ကြီးဖြာထွက်လာတယ်။ဒီရောင်ကြီးကမာနရဲ့စစ်တီတွေကိုပါငြိမ်းစေခဲ့တဲ့အပြင်သူတို့ရဲ့လက်နက်တွေပါပြုတ်ကြကုန်တယ်။ဒေါသမျက်နှာတွေဟာငြိမ်သက်အေးချမ်းသွားပါပြီ။ဟုတ်ပါတယ်တကိုးရမှာသူမတူတဲ့မာနကြီးရှုံးနေတော့ပါပြီတိရမင်းသားကမာနကိုကြည်ပြီးပြုံးလိုက်ပါတယ်ဒေါသမာနဒေါဘတွေကိုအနိုင်ယူဖို့လက်နက်ကမြစ်တာပဲဆိုတော့နောက်ဆုံးတော့သူသိရှိသွားခဲ့ပါပြီမနက်ခင်းရဲ့နေအောင်ကြီးကဘောရီညောင်မင်းကိုထွန်းလင်းလာခဲ့တယ်တိရမင်းသားရဲ့မျက်လုံးတွေပွင့်လာခဲ့ပြီးသူ့မျက်နှာပေါ်မှာငြိမ်းချမ်းတဲ့ဉာဏ်လင်းပြည့်နေနေခဲ့ပါတယ်နောက်ဆုံးတော့အေးချမ်းတဲ့တရားဘာဝနာကိုကြင်ကြံအားထုတ်ပြီးဖျားရှင်ဖြစ်သူကူးပြောင်းသွားပါပြီမာနမင်းကိုအောင်နိုင်ခဲ့တယ်ဒါပေမဲ့ဘလို့နီးလန်းနဲ့လဲလက်နက်နဲ့လားမဟုတ်ဘူးစစ်တပ်နဲ့လားမဟုတ်ဘူးမာနဒေါသလောဘတွေနဲ့လားလုံးဝမဟုတ်ပါဘူးသူမြတ်တာတရားနဲ့အောင်နိုင်ခဲ့တယ်စိတ်ဓာတ်ခွန်အားနဲ့အောင်နိုင်ခဲ့တယ်ဉာဏ်ပညာနဲ့အောင်နိုင်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်ဗုဒ္ဓဘာသာမှာအထူးကြတဲ့သင်ခန်းစာတစ်ခုကဒေါသကိုမေတ္တာနဲ့အောင်ပါမာနကိုနှိမ်ချမှုနဲ့အောင်ပါလောဘကိုဆွန့်လွတ်မှုနဲ့အောင်ပါငါတို့ကိုယ်တွေကမကောင်းတဲ့စိတ်တွေကလည်းမာနပါပဲ